ဖောက်ပြန်တဲ့ယောက်ျားတွေကိုမှရွေးပြီး6လတဲ့ဗင်နီဇွဲလားနိုင်ငံကတရေမလာဆာရိုနာပရိသတ်များအလုံးမင်္ဂလာပါရှင်အနိုင်ချင်တဲ့ကနေပြန်လေးကြိုဆိုလိုက်ပါတယ်လူတွေသေးဆုံးပြီးတစေတရေတွေဖြစ်သွားကြတာဟာမသိခင်မှာအရာဝတ္ထုလူပုဂ္ဂိုလ်စတာတွေကိုတွယ်ညှိဆွဲလန်းတဲ့စိတ်ကြောင့်တေလွန်တဲ့ခါမှာမကျွတ်လွတ်တဲ့နာနာဘဝနဲ့တန်တရားမှာကျင်လည်ရတာမျိုးဖြစ်ပါတယ်ဒီလိုမျိုးဆွဲလန်းတဲ့ခါမှာချစ်တဲ့စိတ်ကြောင့်ဆွဲလန်းပြီးတော့မကျွတ်လွတ်တာမျိုးလည်းဖြစ်နိုင်တယ်လို့အမုန်းတရားတွေကြောင့်နာနာဘဝဖြစ်သွားရတာမျိုးတွေလည်းရှိပါတယ်အခုပြောပြမဲ့ဗင်နီဇွဲလားနိုင်ငံကတရေမဟာဆိုရင်ယောက်ျားကိုချစ်တဲ့စိတ်ကြောင့်မိခင်အရင်ကိုတောင်ပြန်တက်ခဲ့ပြီးတော့အဲ့ဒီစိတ်နဲ့တည်တဲ့ခါမှာလည်းဖောက်ပြန်တဲ့ယောက်ျားတွေကိုမှရွေးပြီးတော့ဒုက္ခပေးတဲ့တရေမကြီးတကောင်ဖြစ်သွားခဲ့ရပါဆိုတော့ဒီတရေမရဲ့တံဝေကရောက်ပွဲဖြစ်ရလေးကိုပုံမသိရဖို့အတွက်စောင်းလေးချုံနဲ့ချက်လေးတက်ပြီးတော့ဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ရအောင်ပါဗင်နီဇွဲလားနိုင်ငံမှာလာဆာရိုနာလို့ခေါ်တဲ့တရေမရဲ့အမည်ကိုကြားလိုက်တာနဲ့အညိုကြီးတဲ့တရေမရက်ဆက်လွန်ပြီးအချစ်ကြီးတဲ့တရေမအဖြစ်ပြင်းမြင်မိကြပါတယ်။လာဇာရိုနာတရေမဖြစ်ပေါ်လာပုံကအတော်လေးထူးဆန်းပြီးတော့သူမရဲ့စိတ်ပိုင်းဆိုင်ရာပြိုယွင်းမှုကဒီနေ့ခေတ်လူငယ်တွေအတွက်တန်ဝေကယူစရာလေးဖြစ်ပါတယ်။လာဇာရိုနာဟာလူဘဝတော်ကခါစီတာလို့အမည်ရတဲ့မိန်းမချောတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူမဟာနတ်သမီးတစ်မျှချောမောလှပလွန်းတာကြောင့်သူတို့ရဲ့မြို့မှာဆိုရင်ခါစီတာကိုကြိုက်နေတတ်ကြတဲ့ယောက်ျားတွေကအင်မတန်များပြားခဲ့ရပါဒါပေမဲ့ခါစီတာကတော့ယောက်ျားတစ်ယောက်နဲ့ချစ်မြတ်နိုးခဲ့ပြီးအဲ့ဒီယောက်ျားကိုပဲတစ္ဆာရှိလက်ထပ်ပေါင်းသိမ်းခဲ့ပါတယ်။ခါစီတာဟာသူမရဲ့ယောက်ျားကိုအင်မတန်မှချစ်ရှာပြီးတော့ယောက်ျားဖြစ်သူရဲ့ဝေယဝိဆတွေအားလုံးကိုလည်းနေ့စဉ်မပြတ်မကွက်လုပ်ပေးပါတယ်။တစ်ဖက်မှာလည်းသူမကလင်းယောက်ျားနဲ့ပတ်သက်လာရင်တဝင်းတိုတတ်သူတဦးဖြစ်ပြီးတော့အိမ်ရှိကနေမင်းမပြိုလေးဖျက်လျှောက်သွားတာတောင်မကြိုက်ပါဘူး။ဒီလိုမျိုးအချစ်ကြီးအမျက်ကြီးလုံးနဲ့သူမရဲ့ဘဝတွေကိုကံတမမုံတိုင်းတစ်ခုကအမတ်မတင်ဝင်ရောက်ရိုက်ခတ်လာခဲ့ပါတယ်။ခါစီတာတို့ရဲ့အိမ်မှာသူမရဲ့မိခင်နဲ့ယောက်ျားဖြစ်သူတို့ဟာအတူတကွနေထိုင်ခဲ့ရဖြစ်ပါတယ်။ခါစီတာရဲ့ယောက်ျားဟာပထမတော့အေးအေးဆေးဆေးရိုးသားတဲ့ပုံပေါက်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဇာတိကပြလာပါတယ်။ခါစီတာရဲ့ယောက်ျားဖြစ်သူဟာသူမအိမ်မှာမရှိတဲ့အချိန်တွေဆိုရင်ခါစီတာရဲ့မိခင်ဖြစ်တဲ့အမေအိုကြီးနဲ့ဖောက်ပြန်လေးရှိပါတယ်။ဒါကိုခါစီတာကမသိရှာပါဘူး။ဒါပေမဲ့ဒီနေ့မှာတော့ခါစီတာတယောက်အပြင်ကနေပြန်ရောက်လာတဲ့ချိန်မှာသူမရဲ့အမေနဲ့ယောက်ျားဖြစ်သူတို့ဖောက်ပြန်နေကြတာကိုမျက်ဝါးထင်ထင်တွေ့ခဲ့ရပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာသူမဟာလင်းယောက်ျားကိုချစ်တဲ့စိတ်တဝင်းတိုတဲ့စိတ်တွေကြောင့်ဘာကိုမှမြင်နိုင်စွမ်းမရှိတော့ဘဲအကန်းတယောက်လိုဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ခါစီတာဟာသူမကိုမွေးထားတဲ့မိခင်အရင်ကိုဓာတ်နဲ့ရဲဆက်ဆက်ထိုးပြီးတော့တပ်ပြတ်ခဲ့ပါတယ်။အဲ့ဒီအိမ်လုံးသွေးညင်တဲ့တွေဖုံးလွှမ်းနေပြီးတော့အပြင်မှာလည်းမိုးကြိုးတွေပြည့်လျက်စီးတွေတစ်ဖြက်ဖြက်လက်နေရပါသူမရဲ့မိခင်ဖြစ်သူဟာမသိဆုံးခင်မှာခါစီတာကိုငါ့ကိုတတ်ခဲ့တဲ့အတွက်နင်းပြန်ပေးဆက်ရမယ်ဆိုပြီးကြိမ်စာတိုက်ခဲ့ပါတော့တယ်။အဲ့ဒီချိန်မှာပဲခါစီတာရှိရာကိုလျက်စီးမိုးကြိုးတစ်ခုပြစ်ချခဲ့ပြီးတော့သူမဟာအရှင်လက်လက်တရေမဘဝကိုပြောင်းလဲသွားပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးဗင်နီဇွဲလားမှာလာဆာရိုနာဆိုတဲ့တရေမတကောင်ရဲ့၆လက်မှုတွေကိုမကြာခဏကြုံကြရပါတယ်။အထူးသဖြင့်တော့မိန်းမတွေပေါ်မှာဖောက်ပြန်တတ်တဲ့ယောက်ျားတွေကိုရွေးချယ်ပြီးတော့၆လန့်တာပါသူမကိုရုတ်တရက်မြင်လိုက်ရင်ချောမောလာပပြီးတော့နတ်မောင်နဲ့သပင်အရှိကြီးနဲ့မိန်းမတစ်ယောက်ဖြစ်တွေ့ရမှာဖြစ်ပါတယ်။အနားကိုရောက်တာနဲ့ကြောက်စရာတရေမတကောင်ဖြစ်ကိုပြောင်းလဲသွားပါတယ်။ဗင်နီဇွဲလားကတစ်တော်တွေနဲ့နီးတဲ့ကားလမ်းပေါ်မှာလာဆာရိုနာရဲ့၆လမ်းမှုတွေကိုခံခဲ့ရတဲ့ကားသမားယောက်ျားတွေအများအပြားရှိခဲ့ပူပါတယ်။ဒီလိုဘာကြောင့်၆လမ်းရတာလဲဆိုတော့ကိုယ့်ရဲ့ဇနီးမယားပေါ်မှာယောက်ျားတွေရဲ့သစ္စာရှိမှုကိုစမ်းသပ်လိုတာကြောင့်လို့သိရပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဗင်နီဇွဲလားကိုရောက်ခဲ့ရင်ကားလမ်းပေါ်မှာချောမောလှပတဲ့မိန်းမတစ်ယောက်ကလက်ရက်လမ်းခေါ်ရင်ဝေးကရှောင်ဖို့အတွက်အကြံပေးခြင်းပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။